ဟုတ်ကဲ့ပါအာအားလုံးကိုမင်္ဂလာပါလို့တရားနေနှုတ်ဆက်လိုပါတယ်ပြီးတော့အာကဘာရက်မှာနေထိုင်ကြသောမိဘပြည်သူအားလုံးကိုလည်းဒီနေ့ဒီညမှာဒီမှာ page မှာကြည့်တဲ့သူရောနောက်မှာကြည့်မဲ့လူတွေရောကျွန်တော်ဒီကနေပဲနှုတ်ခွန်းဆက်လိုပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်အာဒီနေ့CLF ဥဆောင်မှုဖြင့်ကျွန်တော်တို့ MDF မရာအတွက်ရန်ပုံငွေအထူးရန်ပုံငွေ emergency ရန်ပုံငွေရှာဖွေတဲ့နေရာမှာကျွန်တော်လည်းစကားပြောခွင့်အတွက်ဖိတ်ကြားတဲ့အတွက်ကြောင့်လည်းကျွန်တော်အယံဝမ်းမြောက်ဝမ်းသာမိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်တယ်ဒီနေ့ကကျွန်တော်တို့88အရေးအခင်းနဲ့လေးအာကျွန်တော်တို့ဒီနေ့ဟာတိုက်ဆိုင်နေတဲ့နေ့ဖြစ်နေတဲ့အတွက်ကျွန်တော်လည်းစဉ်းစားမိတယ်ကျွန်တော်လည်း88တုန်းကလည်းကျွန်တော်မိခဲ့ပါတယ်ကျွန်တော်ကဖလာမာအဲ့ဒီတုန်းကကျောင်းသားလှုပ်ရှားမှုထဲမှာကျွန်တော်လည်းပါဝင်ခဲ့ပါတယ်အဲ့ဒါကြောင့်ကျွန်တော်စိတ်ဘယ်လိုပြောရမလဲအတိတ်ဟွာလေးကိုလည်းကျွန်တော်စဉ်းစားမိပါတယ်ကျွန်တော်စိတ်မကောင်းဘူးပေါ့နော်အဲ့ဒီချိန်အဲ့တရားနေဒီနေ့ထိကျွန်တော်တို့တိုင်းပြည်အတွက်ဒီမိုကရေစီအတွက်ကျွန်တော်တို့တိုင်းပြည်ကောင်းစားရေးအတွက်အသက်ပေးလူကြတဲ့သူရဲ့ကောင်းရဲ့ဘော်ရီအတွက်လည်းဒီကနေလေးစားပါတယ်ဒီကနေအလေးပြုပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ပထမပြောလိုပါတယ်ဟုတ်တယ်ကျွန်တော်တို့ခေါင်းဆောင်တွေကအများကြီးပြောခဲ့ပြီးပြီကျွန်တော်လည်းဒီကနေပြောဖို့ထက်မီတင်ကကျွန်တော်တို့ရဲဘော်ခေါင်းဆောင်တွေကပြောတာကပူတင်တော်မယ်လို့ထင်ပေမဲ့ဒါမဲ့ကျွန်တော်တို့ဖလန်မီပီမာတိတ်အခုမှဒီလို line ပေါ်မှာထိုင်ဖို့စကားပြောဖို့တိတ်အစီမပြေကြတဲ့အတွက်ကျွန်တော်ကိုထိုင်ခိုင်းတယ်လို့ပဲထင်တယ်အဲ့လိုပဲပေါ့ကျွန်တော်ပေအသေးစိတ်မီပင်ကအဖြစ်ပြက်လဲတွေပြောတတ်မှလည်းမထင်ဘူးဒါမဲ့မကျွန်တော်ဘယ်လိုပြောမလဲအခုဖြစ်နေတဲ့ဟာမရာနေမီမှာပဲဖြစ်ကျွန်တော်တို့ဖလန်းနေမီမှာပဲဖြစ်နေတဲ့ဟာကိုလုံးဝမဖြစ်တဲ့ဟာတွေဖြစ်တယ်လို့ကျွန်တော်ဒီကနေပြောချင်တယ်အဲ့ဒါကိုကျွန်တော်တို့အမှန်ဆိုရင်ကျွန်တော်တို့မြို့နယ်တိုင်းအတီးတီးမှာသူတို့ကနိုင်ငံရေးအာမဘယ်လိုကလင်ကချစ်ပြောမလားအဲ့ဒါမျိုးနိုင်ငံရေးတုံးပြီးတော့ဒီဟာမျိုးလမ်းကြောင်းကိုဖော်ထုတ်နေတာအမှန်ဆိုရင်ကျွန်တော်တို့2021ရက်ကျွန်တော်တို့ကာကွယ်ရေးကျွန်တော်တို့စစ်ကောင်စီကိုကင်းစင်ဖို့ဆိုတဲ့စစ်တပ်မျိုးသူတို့မှမရှိပါဘူးသူတို့ကဘယ်လိုပြောမလဲစစ်ကောင်စီတိုက်မယ်လူရင်တိုက်မယ်မလူရင်မတိုက်ဘူးကျွန်တော်တို့CB လို့လုံးဝစကားစကင်းစင်ရေးဆိုတာလေသူတို့ထဲမှာတာနိထန်ချထားတာလေမရှိပါဘူးသူတို့ကစစ်ကောင်စီကနိုင်တယ်ဆိုရင်စစ်ကောင်စီနဲ့ပေါင်းမယ်ပြည်သူကနိုင်တယ်ဆိုရင်ပြည်သူဖက်ကပြန်ပေါင်းမယ်အဲ့ဒါမျိုးနိုင်ငံရေးလုပ်ပြီးတော့အခုစစ်ကင်းစင်တဲ့နေရာတီးတွေမှာပြဿနာရှာတယ်မြို့နယ်တိုင်းမှာတွေးခွဲတယ်အဲ့ဒါမျိုးလုပ်တော့ကျွန်တော်တို့ကဘာရက်မှာချင်းမိဘပြည်သူတွေအရန်ကိုကျွန်တော်တို့တရိထားတဲ့အချိန်ရောက်နေပါပြီဒီဟာမတားနိုင်ဘူးဆိုရင်ကျွန်တော်တို့ချင်းပြည်ရဲ့အနာဂတ်ဟာလုံးဝမကောင်းဘူးဆိုတာကျွန်တော်ဒီကနေတိုက်တွန်းချင်ပါတယ်ပြောပြချင်ပါတယ်ဘာလို့လဲဆိုတော့သူတို့စိတ်ဓာတ်ကနေသူတို့ကချင်းပြည်ရဲ့လူမျိုးကြီးလူဘာလိုနဲ့လူငယ်ဆင့်စိတ်ဓာတ်ကိုကမ်းလှမ်းချင်တာအဲ့ဒါမျိုးလူငယ်အများကြီးထဲမှာတွင်းနိုင်ပြီဆိုရင်ဒီခက်မှာအမှန်တရားလူနဲ့အဲ့ဒီဒါမျိုးမကောင်းတဲ့စိတ်ဓာတ်လူနဲ့အမဲရန်ကျွန်တော်တို့ခက်အဆက်မှာသူတို့ပဏိပခါတွေဖြစ်မယ်ယာနေဖြစ်မယ်တိုက်ပွဲတွေဖြစ်မယ်တွေးထွက်တန်ယူမှုတွေဖြစ်မယ်ဆိုတာအတေအချာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီချိန်မှာလုံးဝဒီဟာကိုတားဆီးနိုင်ဖို့လိုပါတယ်ကျွန်တော်တို့မိဘပြည်သူအနေနဲ့
ကျွန်တော်တို့စီးလုံးပြီးတော့ဘယ်နေရာမဆိုကျွန်တော်တို့အမှန်တရားနဲ့အာဖျားနဲ့ကိုက်ညီတဲ့နိုင်ငံကြီးနဲ့ကျွန်တော်တို့ငြိမ်းချမ်းရေးကောင်းတာစီမီဆက်အထိကျွန်တော်တို့ခေါ်ဆောင်သွားဖို့ကျွန်တော်တို့ CB ကစီစီနေတာဖြစ်ပါတယ် CB ကကျွန်တော်လေးစားပါတယ်သူတို့မူအရလဲအေးစစ်စစ်ပါပဲငြိမ်းချမ်းရေးလဲကြိုက်တယ်စကားစမကောင်းတဲ့ကျွန်တော်တို့နိုင်ငံရဲ့အဓိကတိုက်ထုတ်ဖို့ဆိုတဲ့ဟာလဲသူတို့တာနိထန်ချထားတယ်အဲ့လိုမျိုးဖြစ်သွားတယ်ကျွန်တော်တို့ဖလန်အာအဲ့ဒါကိုပထမဆုံးပြောလို့ပါတယ်ဘာလို့လဲဆိုတော့ချင်းပြည်သူအဲ့ဒါမတားနိုင်ဘူးဆိုရင်ကျွန်တော်တို့ချင်းပြည်ရဲ့အနာဂတ်ခက်အဆက်ဆက်ရဲ့ဖြစ်မဲ့ဟာတွေကိုလုံးဝကျွန်တော်တို့မကောင်းဘူးဆိုတဲ့ဟာငြိမ်းချမ်းရေးရမှာမဟုတ်ဘူးဆိုတဲ့ဟာကိုကျွန်တော်ပထမဆုံးပြောလို့တယ်ပြီးတော့ဖလန်ပြဒနာနည်းနည်းပြောပြချင်ပါတယ်ကျွန်တော်တို့ဖလန်ကလည်းတည်တဲ့အတိုင်းပဲငါးလတိအထိကျွန်တော်တို့ပင်ပန်းနဲ့စစ်အာဏာရှင်ကိုကျွန်တော်တို့260ကိုတိုက်ထုတ်ခဲ့တယ်အခက်ခဲများကြီးပါတအားလည်းပင်ပန်းတယ်ကျွန်တော်တို့အဲ့ဒီကြားထဲမှာကျွန်တော်တို့ပြည်သူတွေအားလုံး99ရာခိုင်နှုန်းပြောလဲမှားမယ်မထင်ပါဘူးကျွန်တော်တို့ပြည်သူအားလုံးက CNDF နဲ့ကျွန်တော်တို့တိုက်ထုတ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့သူတို့ပါစတာတိခါရောရပါစတာရပဲဖြစ်ဟိုဖက်ရက်ကောကဘယ်သူပြောမလဲနာမည်တော့မပြောပြတော့ပါဘူးအများကြီးပဲသူတို့ကဖလန်ပြည်သူက25ရာခိုင်နှုန်းပဲလက်ခံတယ်ပြည်သူကလက်ခံတဲ့ဟာ CNDF မဟုတ်ဘူးဘာညာပြောကြတယ်မဟုတ်ဘူးကျွန်တော်တို့တင်းပေါင်းထောင်ပေါင်းများစွာနဲ့ကျွန်တော်တို့ပြည်သူမိဘပြည်သူတွေကထုတ်ပြီးတော့ထောက်ပူးပေးပြီးတော့လုတ်ခဲ့တာဖြစ်ပါတယ်သူတို့ကတော့ဘာတွေမဟုတ်တာတွေပြောမွေးစီဝါတွေရောက်မဟုတ်တာတွေလုပ်ပြီးတော့ဘာငယ်ပြောမဟုတ်ပါဘူးတခြားတနိုင်ငံလုံးတကဘာလုံးရဲ့ကျွန်တော်တို့ဖလန်မိဘပြည်သူအင်အားနဲ့တိုက်ထုတ်ခဲ့တာဖြစ်ပါတယ်အဲ့ဒါကိုသူတို့ကျွန်တော်တို့ပင်ပန်းနေတဲ့အချိန်ကျွန်တော်တို့ဟွာကောက် CDF နဲ့ပြဿနာလုပ်ပြီးတော့မဖြစ်အောင်ကျွန်တော်တို့လည်းဘယ်လိုပြောမလဲမတိုက်ထုတ်လို့လဲတိုက်တာလည်းမပြောပါဘူးကျွန်တော်တို့အဖြစ်မှန်ကိုရှာရင်းနဲ့အဲ့လိုတွားတဲ့အချိန်မှာသူတို့အလုံးအရင်နဲ့အဲ့လိုကျွန်တော်တို့ဟွာကောက် CDF နဲ့ကောင်းမွန်နေစေချင်တယ်ကျွန်တော်တို့လည်းမလုံမဖြစ်သူတို့ဟွာကောက် CDF တွေကသူတို့ရွာတွေတွားတဲ့အချိန်မှာဟိုကြောက်ဖက်မှာဈေးဝယ်တွားတဲ့လူတွေကိုတားလိုက်ရိုက်လိုက်ပြီးတော့ကားကို register လုပ်ခိုင်းလိုက်ပြီးတော့ဗာလဲmotorcycle တွေကို register လုပ်ခိုင်းလိုက်နောက်ဆုံးကြတော့ခရီးနည်းနည်းဒီလိုcity နဲ့တွားတဲ့ခရီးတွားပြည်သူတွေကိုလည်းအနောက်ဆက်ပေးပြီးတော့ပတ်ပုံတင်လုပ်ခိုင်းလိုက်တရင်ပို့ခိုင်းလိုက်ဘာညာဆိုတော့ကျွန်တော်တို့ကလုံးဝဒီဟာတော့မဖြစ်ရှင်းလို့မဖြစ်ဘူးဆိုပြီးမှကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့တကယ်တိုက်တာလည်းမဟုတ်ဘူးကျွန်တော်တို့နည်းနည်းရိုင်းဆိုင်တဲ့လူတွေကိုဖေထုတ်ပြီးတော့ကောင်းလဲအတူတူနေထိုင်လို့ရအောင်ဆိုပြီးမှကျွန်တော်တို့လုပ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီကြားထဲမှာကျွန်တော်တို့ပင်ပန်းနေတဲ့ချိန်ကျွန်တော်တို့ကြည်စံပဲဖြစ်ကျွန်တော်တို့ကလေးတွေကလည်းပင်ပန်းနေတဲ့ချိန်မှာ CNA လုံးရင်းနဲ့သူတို့ကျွန်တော်တို့ခက်မှာလဲကျွန်တော်တို့ဘယ်လိုပြောမလဲဟွာလူနေတဲ့အချိန်ပေါ့နော် security နေတဲ့အချိန်ကျွန်တော်တို့ဖလန်ဖက်မှာကောဟိုမှာဟွာကော CDM နဲ့ဖြစ်တဲ့နေရာမှာလူစီတလောက်နဲ့အဲ့လိုဖြစ်နေတဲ့ကြားထဲမှာသူတို့ကအဲ့လိုပြဿနာလာရှာတာဖြစ်တော့ကျွန်တော်တို့လုံးဝဖလန်နေမြေကနေလောဆယ်ကတော့ကျွန်တော်တို့ဘယ်လိုပြောမလဲနိုင်ငံရေးအရာပဲဖြစ်စီရေးအရာပဲဖြစ်ကျွန်တော်တို့ငြိမ်နေလို့တော့မရဘူးဆိုတာကျွန်တော်တို့အရင်ကကျွန်တော်တို့စကားစားပဲကျွန်တော်တို့ရန်တူလို့ထင်ခဲ့တာအခုကမဟုတ်တော့ဘူးကျွန်တော်တို့အချင်းလဲရန်တူဖြစ်နေပြီအဲ့ဒါကြောင့်ကျွန်တော်တို့တရားကိုဟန်တားနိုင်အောင်ကျွန်တော်တို့ကြိုးစားရမှာဖြစ်ပါတယ်။နည်းအမျိုးမျိုးနဲ့ကြိုးစားရမှာဖြစ်ပါတယ်။မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ချင်းပြည်အနာဂတ်အတွက်မကောင်းဘူးဆိုတာကျွန်တော်ပြောပြချင်ပါတယ်
ချိန်လဲကြာတယ်ဆိုတော့သူတို့စီမှာတော့စကားစကင်းစင်ကြီးဆိုတာမရှိပါဘူးချင်းပြည်နယ်ကိုကျွန်တော်တို့ဘယ်လိုအုပ်စိုးမလဲပြည်သူနဲ့ပဲဖြစ်သူတို့နိုင်ရင်ယူမယ်စကားစနဲ့ပဲဖြစ်သူတို့အခွင့်ကောင်းရရင်ယူမှာအဲ့ဒါမျိုးနိုင်ငံရေးအရာအမျိုးလုပ်ပြီးတော့တွေးခွဲမြို့နယ်တိုင်းမှာတွေးခွဲလုပ်ပြီးတော့ဒီလိုလုပ်နေတာဖြစ်တဲ့ဟာလုံးဝအာပေါ်ပေါ်လာပြီးဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီဟာကိုမတားနိုင်အောင်တားနိုင်ဒီအထိကျွန်တော်တို့အဆုံးအထိတွားရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဘယ်နေရာမှာမဆိုစေ2021ရဲ့မူဝါဒစစ်တပ်ကိုတော်လှန်မယ်နိုင်ငံတော်လှန်ရေးစိတ်ဓာတ်နဲ့လုံးဝကွဲလွဲနေပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့သူတို့ကိုအာနာစီနဲ့ဒီလိုလာမဲ့ဟာတော့ကျွန်တော်တို့လုံးဝတားဆီးရမှာဖြစ်ပါတယ်လို့ကျွန်တော်ပြောပြချင်ပါတယ်အားလုံးပဲမရငေကွာလဲကျွန်တော်တရားနေအားပေးချင်ပါတယ်လုံးဝကျွန်တော်တို့အမှန်တရားဖက်မှန်နေတဲ့လူတွေကိုသူတို့နိုင်မှာမဟုတ်ဘူးဆိုတာကျွန်တော်ပြောပြချင်တယ်ပြီးတော့အချိန်လည်းမရှိတော့ဘူးဆိုတော့ကျွန်တော်လည်းဒီလောက်နဲ့ပဲနေကုတ်ချုပ်ချင်ပါတယ်နောက်ဆုံးမှာ MDF ရဲ့ရဲဘော်တွေကိုကျွန်တော်တနတ်စာလောက်ကျွေးချင်တယ်ပေါ့နော်ကျွန်တော်ဟိုမှာမိုးရွာတဲ့ထဲမှာနေပူတဲ့ထဲမှာဘယ်လိုပြောမလဲပင်ပန်းနဲ့အတူထမင်းရောစားလို့ရမလားဟိုတိုက်ပွဲနဲ့ဒီတိုက်ပွဲနဲ့ဆိုတော့ကျွန်တော်လည်းစိတ်တော့မကောင်းဘူးဒါမဲ့ကျွန်တော်ဒီကနေစိတ်ဘယ်လိုပြောမလဲကျွန်တော်စိတ်ကျဉ်တော့သမင်းတနတ်လေတော့ကျွန်တော်ကျွေးပြရစေဆိုပြီးတော့ကျွန်တော်အားပေးချင်ပါတယ်အားလုံးကိုကျွန်တော်တို့လေးစားပါတယ်စီဗီကိုလည်းအကုန်လုံးလေးစားပါတယ်အဲ့ဒီအတွက်ကျွန်တော်နွားနောက်တကောင်နဲ့ကျွန်တော်ဒီကနေကျွေးချင်ပါတယ်လို့မရာ MDF ငီကူရီအတွက်ပေါ့နော်အဲ့ဒါလေးကိုနောက်တကောင်ကျွန်တော်ဒီကနေပခုတ်တို့စီကနေကျွန်တော်လွှဲပေးပါမယ်ကျွန်တော်ကိုလက်ခံပေးပါလို့ကျွန်တော်ဒီမှာ GS လည်းပါတယ်လို့ထင်တယ်MDF ရဲ့ GS လည်းပါတယ်เนาะအဲ့ဒါလေးကိုကျွန်တော်ထမင်းတနက်လေးကိုကျွန်တော်ကျွေးချင်တယ်လို့ပြောရင်းနဲ့ဒီလောက်နဲ့ပဲကျွန်တော်စကားအဆုံးလုံလိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်